လမ်းထက်ချက်မယ်တို့လိုင်းပေါ်မှာနာမည်ကြီးနေတဲ့တကုံတောင်မိုင်းရန်ကျစတာလမ်းကိုရောက်ရှိခဲ့ပါတယ်အခုမြင်နေရတာတော့ရတနာဘုံလမ်းမှာပဲဖြစ်ပါတယ်ရှေ့လေးကိုနည်းနည်းလေးဆက်မောင်းလာတဲ့အချိန်မှာတော့ရေမြောင်းတူးဖို့လုပ်နေတဲ့ဗတ်ဖိုးဆက်တွေကိုတွေ့ရပါတယ်ရေမြောင်းကျော်နေတဲ့ဆိုင်ငန်းတော်တော်များများနဲ့နောက်ကိုဆုတ်ထားတာလည်းတွေ့ရပါတယ်ခင်ဗျာတကယ်တမ်းတော့ဒီလမ်းမကြီးဟာရန်ကုန်မြို့မှာရှိတဲ့အရေးကြီးတဲ့လမ်းမကြီးတွေကတစ်ခုဖြစ်ပြီးတော့မြို့နယ်၄မြို့နယ်ကိုဖျက်ဆီးထားတာပဲဖြစ်ပါတယ်။ဘယ်မြို့နယ်တွေကိုဖျက်ဆီးထားလဲဆိုရင်တကုံစိတ်ကမ်းမြို့နယ်၊တကုံတောင်မြို့နယ်၊တကုံအရှေ့ပိုင်းမြို့နယ်နဲ့ရွှေပေါက်ကံမြို့နယ်လိုပဲဖြစ်ပါတယ်။ဆောကပြောခဲ့တဲ့မြို့နယ်၄ခုထဲမှာရွှေပေါက်ကံတကုံအရှေ့ပိုင်းမြို့နယ်တွေကတော့လမ်းချဲ့ပြီးသားဖြစ်ပြီးတကုံတောင်နဲ့တကုံစိတ်ကမ်းကျန်ရှိပါသေးတယ်။လမ်းတစ်ချက်မဲ့နေရာကတော့ကုန်းတောင်ပိုင်းမှာပဲဖြစ်ပါတယ်ခင်ဗျာကုန်းတောင်ပိုင်းမှာတော့ဘယ်လမ်းနေထိလမ်းချက်မယ်လို့တည်ထားလဲဆိုရင်ဖြင့်အမှတ်2လမ်းမနေတကုံစိတ်ကမ်းမြို့နယ်69လမ်းဆုံးမြေကောင်းပုံလမ်းထိချက်မယ်လို့တည်ထားပါတယ်ရှေ့လေးကိုနည်းနည်းဆက်မောင်းလိုက်တာနဲ့87ဈေးကိုရောက်မှဖြစ်ပြီးတော့ဈေးသားဖြစ်တဲ့အတွက်ရင်သွားလာနည်းနည်းရှုပ်လို့ကားကိုတတိထားပြီးမောင်းဖို့လိုအပ်ပါတယ်ခင်ဗျာဈေးနာဝန်းကျင်မှာတွေ့ရတဲ့ဆိုင်ငန်းတွေအကုန်လုံးဒီပါလည်းဒီလမ်းယူထက်ချက်မှာဖြစ်တဲ့အတွက်မြောင်းနောက်ကိုစုပ်ပေးထားတာတွေ့ရပါတယ်ရှေ့နာဆိုရင်တောင်တကုံရဲ့အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့လှော်ကားလမ်းမကိုရောက်ပါပြီ